ပဲမင်္ဂလာပါခိုင်လျက်ရှင်နဲ့ကနေပြန်လဲကျဆလိုက်ပါခါရခိုင်လျက်တဲ့ jelly fruit tower လေးဆိုကြတော့လာဆော့ပြပါရှင် jelly fruit tower လေးဆို part 6ရောက်ရဲဆို part 6လေးကိုဆော့ပြတာပါအောက်ပြပြပါခဏနေကြတဲ့ဟွာဆော့နေဟာခဏရှုံးနေရတယ်အစိတ်မပြေရနဲ့ပြန်ရိုက်လိုက်တာပေါ့နော်အဲ့နဲ့ဒီနေ့ကတော့ငကမောက်တီထားပါလေးကိုဆော့ပြတော့မှာပေါ့နော်အရင်ကဆော့လို့ကောင်းပါတယ်ဒါပေမဲ့အရင်ကဆော့လို့ကောင်းတယ်လို့ပြောခဏအောက်ပြုတ်ကြနေတာပေါ့နော်အဲ့ဒါလေးတော့အဲ့ဒါလေးကတော့နည်းနည်းတိခတ်ပြီးတော့ကြည့်ပေးကြပါဦးပေါ့နော်ခိုင်လေးရထားပါဆိုတော့တိတ်တော့မကြွမ်းပါဘူးချင်းဒါကြောင့်ခိုင်လေးခဏပြုတ်ကြနေရပါခိုင်လေးအရင်ကတင်တဲ့ဗီဒီယိုတွေကိုလည်းသွားမကြည့်ကြဘူး view တွေလည်းနည်းတယ် like တွေလည်း like ဆိုရင်0တွေပဲရရပေါ့နော်ဒါကြောင့်ခိုင်လေးတင်တဲ့ဗီဒီယိုတွေလည်းသွားကြည့်ခိုင်ကြည့်ရှင်ပါရဲ့ပေါ့နော်တချို့ကျန်တဲ့ဗီဒီယိုတွေက view တွေများပြီးတော့ခိုင်လေးအခုမှတင်တဲ့ဗီဒီယိုတွေကနည်းနေရပေါ့နော် view တွေဒါကြောင့်ခိုင်လေးတင်တဲ့ဗီဒီယိုလေးတွေသွားကြည့်ခိုင်ချင်တယ်ပေါ့နော်အဲ့မှာခိုင်တင်တဲ့ဗီဒီယိုတွေအများကြီးတင်ဖို့အားတက်မှာပေါ့နော်နိုးစခါလေးတိတ်မတေးရှင်ပေါ့နော်ဒါပေမဲ့ခါလေးတင်ပေးလိုက်ပါတယ်အဲ့ဒါဆိုတော့ဗီဒီယိုတပုတ်တင်ရတယ်တကယ်တော့မလွယ်ပါဘူးအဖက်မထည့်လဲရရပေါ့နော်ဒါပေမဲ့ခါလေးထည့်လိုက်တာပေါ့နော်တကယ်မလွယ်ပါဘူး YouTube ကနေကပ်ထဲကူးရတမျိုးဟိုထက်ကလိုက်မကောင်းရင်ပြုတ်ပြန်ကူးရတမျိုးဆိုပြီးအဲ့လိုနည်းနည်းရှုပ်ထွေးရပေါ့နော်လောက်ရတာကြောင့်ဗီဒီယိုလေးကိုအကုန်လုံးကြည့်ပေးကြပါပေါ့နော်ခိုင်လေး profile ချင်းတော့ပေါ့နော်လာမသိဘူးပေါ့နော်မမဖင်ကီလုပ်ပေးထားပါရှင့်ခိုင်လေးခဏပဲပြုတ်ကြနေတာပေါ့နော်ဆောင်းမှမကြသေးဘူးပြုတ်ကြနေ part 7လေးလာအောင်ပါမပြီးသေးပါဘူးပေါ့နော် jelly fruit tower fan လေးတွေလည်းမပြီးသေးပါဘူးခလေးကိုစော့ပြခိုင်းထားတဲ့ဗီဒီယိုလေးတွေစော့ပြမှာမရှိမစော့ပြလို့စိတ်မဆိုးကြပါနဲ့နော်စော့ပြပေးမှာပါဗီဒီယိုလေးထွက်ရလဲရှုအပေးကြပါအောင်နော်ဗီဒီယိုလေးထွက်ရလဲခလေးကြောက်ဖွင့်နော်ဗီဒီယိုတင်တာနည်းသွားမယ်ပေါ့နော်အခုတော့ဗီဒီယိုနည်းနေရပါတော့ကြောက်ဖွင့်ရန်ကုန်နည်းသွားပါစနေတနေ့မနေ့တနေ့လားအဲ့လိုအားတဲ့ရှင်လေးတွေကြားရတော့ခလေးဗီဒီယိုတင်ပေးပါမယ်ရှင့်ဒီထားဝါစောနေอ่ะကြာပြီပေါ့နော်အောက်ပဲပြုတ်ကြတာအဲ့နေပဲမတက်လာတော့ဘူးပေါ့နော်ခါလီတကယ်ဗီဒီယိုအဖက်မထည့်လဲရတယ်ပေါ့နော်ဒါပေမဲ့ခါလီကထည့်လိုက်ပါတယ်ဘလို့ပဲဖြစ်အောက်ပဲပြုတ်ကြနေရပဲဟီးရောက်ခံနေပြီတို့ပဲရောက်ခံနီးပါစေလို့ပဲဆူတောင်းပဲရောက်မဲ့ပုံလားမပေါက်သေးဘူးခုမှစဆော့ရနေရလောက်ပဲရှိတယ်စဆော့ခုမှစဆော့ရနေရနည်းနည်းအထက်မြင့်ပဲရှိတယ်ပေါ့နော်လိုက်တယ်ဒီလုံးကြီးခုံရနည်းနည်းခက်တယ်ပေါ့နော်တစ်ချက်ကြိုက်တော့ရွေးရပေါ့နော်ရွေးလာရလဲအစင်ကမပြေဘူးအဲ့လိုဖြစ်တဲ့ပါရှင့်ကဲရှက်ခွိုက်လေးထိလိုက်တော့အဲ့နေရာကိုအဲ့တေဝါရဲ့အဲ့နေရာပြန်ရောက်မှာပေါ့နော်အစနေပြန်ဆော့စရာမလိုပါဘူးပေါ့နော်ညာဒီနေ့မှလေးစားရပါရဲ့ပေါ့ဟိုထားဝါမှာပါလားမသိဘူးမန်ကိုထားဝါမိဝါရပါလားဆိုတော့ခိုင်လီ blog လေးပါလေးတင်ပေးမယ်ပေါ့နော်နောက်နေ့ကျရင်တင်ပေးပါမယ်ရှင့်အဲ့ blog လေးထွက်လဲအားပေးကြပါဦးပေါ့နော်ခိုင်လီနောက်နေ့ကျ advocacy video လေးတင်ပေးပါမယ်ပေါ့နော်ကျန်နေကခိုင်လီ advocacy တပုတ် video တပုတ်တင်မှုမိနေရပေါ့နော်ကျန်နေပါရှင့်အဲ့ video လေးရကြည့်ရအစင်မပြေလည်းတောင်းမှပါရပေါ့နော်ရိုက်ထားတမျိုးပြတော့ပါပေါ့နော်အဲ့ video လေးကတော့ခိုင်လီ black box လေးဖောက်ပြတဲ့ video လေးဖြစ်ပါအပတ်သွားမှာအပတ်သွားမှာအဲ့ဗီဒီယိုလေးထွက်လဲကြည့်ရှုအောင်ကြပါအောင်တေဝါကြီးပေါ့နော်ခိုင်လေးတော်တရားပေါ့နော် check point ထိတိုင်းနေရာလေးရောက်လို့ပါရှင်ရောက်လို့တော်လေးကနိုးအစနေပြီအစောနေရပြီးတော့မှမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုလေးကတော့အနည်းဆုံး6မိနစ်တော့ရှိပါမယ်ပေါ့နော်ဒီဗီဒီယိုလေးကရှည်သွားပါတယ်တခြားဗီဒီယိုလေးတွေလည်းကြည့်ပြီးလားမနေ့ကတင်တဲ့ဗီဒီယိုလေးတွေလည်းရှိတွေ့ပါတယ်ပေါ့နော်အများကြီးတင်တာပေါ့နော်ဘယ်နှပုတ်လောက်ရှိလဲ3ပုတ်လောက်တော့ရှိပါတယ်ပေါ့နော်တင်တာ Roblox ဗီဒီယို2ပုတ်ရယ်ဟို emoji မူပန်ခင်းလေးရယ်ပေါ့နော်
comment မှာရေးခဲ့ပေါ့နော်အဲ့ဒါမှခေလေးကဘာရေးကြွေးရမလဲဆိုဒီမှာနောက်ကောင်လေးကြီးလည်းကြံနေရမလို့ပေါ့နော်ရောက်ခဲ့နေပြီတူရောက်ခဲ့နေပါစေလို့အစစ်တောင်းနေဒီအနီးဒီအဖြူခဏဖြူဖြူကြီးတွေတည်ရပေါ့နော်အသက်ရွာပေါ့နော်ဟိုလိုကြီးတန်းတော့မတည်ပါဘူး OB တွေကတော့တန်းအောင်တည်ရလို့ထင်တယ်ပေါ့နော်တချို့ OB တွေကတော့တန်းအောင်တည်ရပေါ့နော်ထိလိုက်တာနဲ့ Tower of Hell ဆိုရင်အဲ့ဒါလေးကိုထိလိုက်တာနဲ့တည်သွားပါပေါ့နော်အဲ့ဒါနေပြောစားအဲ့ဒါကြတဲ့ခလေး Tower of Hell ဆိုတာမကျွမ်းဘူးပေါ့နော်ကဲဘယ်ဟာဖြစ်မလဲဟုတ်တယ်အနီးရောက်ဆိုတော့သွားပါမယ်ရောက်ခဏီးပြီဟီဟီအသက်တရားတဖြည်းဖြည်းရော့လာအဲ့ဒါရဲ့ထိရောဒီနားကပြုတ်ကြသွားရောမတွေ့ရစရာပဲပြုတ်ကြမှာတောင်ကြောက်နေပြောရေးဆိုရင်နဲ့ပြုတ်ကြမှာတောင်ကြောက်နေရောက်ပြီရေရောက်ပါပြီရောက်ပါပြီရောက်ပါနေပေါ့နော်ရောက်ပါဆိုပြောလိုက်တာနမဲစူးစားပြဆိုလဲနောက်ဆုံးတော့ရောက်ပါကဲကပြီးရောကလာအောင်မယ်ပေါ့နော်အရင်ဟို strawberry tower မှာလုံးပြတယ်လို့ပဲပေါ့နော်လုံးပြတော့ရိုးရိုးလေးပါပဲချစ်အဆောင်လေးရပြီးတော့ D A C ရပေါ့နော်လွယ်လေးပါချစ်လွယ်လေးပါဆိုတော့ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲ bye bye